စာရှိလေလားသာသိကြဖို့ကြောင့်သို့တော်သူဖြစ်စေကောင်းတို့ပြကောင်းတဲ့ကြောင့်ဒီသောလို့သာဖို့ကြိုးတော်ရုံမမေတရားတို့ရဲ့သုံးပါးကားတွေဝင်ကြိုးရင်ကာယလပါနေရဲ့စာရှိလေလား